K ဆရာတို့ဒီနေ့တော့ကျွန်တော်လည်းသူ EX5 gear ဘောဘလို့ထက်ပုံထင်းနေကျွန်တော်လည်းသူကြီးကြရအောင်နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့gear ဘောဒီစတယ်ဘလို့ထည့်ရတယ်ဆိုလို့ရှိရင်ကျွန်တော်washer ကလီ washer ဆိုပြီးမှလာရနော်ဒါပထမဆုံးကျွန်တော် spocket ဆောက်ကျွန်တော်ထည့်မယ်ကျွန်တော်washer ကိုအရင်ထည့်ပြီးမှပြီးလို့ရှိရင်ကလီကိုထည့်တယ်ဒီမှာဆိုလို့ရှိရင်တော့ washer ကလီပြီးလို့ရှိရင်ကျွန်တော်ပီနီယာgear ပီနီယာတွေထည့်မယ်နော်အဝါဟာဝါရှာပြလာတယ်နော်ပြီးမှပဲကျွန်တော်ကလီလာတယ်ပြီးလို့ရှိရင်ကျွန်တော်gear ပီနီယာတွေထည့်မယ်နော်ပြီးမှပဲ gear 1 gear 2 gear 3 gear 4ဆိုပြီးမှကျွန်တော်ပုံနဲ့လုပ်ပြမယ်နော်ဒီမှာဆိုလို့ရှိရင်washer ကလီ washer လာမယ်နော်ဒီမှာwasher ပြီးလို့ရှိရင်ကလီပြီးဒုတိယနေရာမှာကြာတော့ကျွန်တော်ဒီမှာသူ့နေရာမှာဆိုလို့ရှိရင်ကျွန်တော်ကလစ်အရင်ထည့်တယ်နော်ကလစ်ပြီးလို့ရှိရင်ဝါရှာထည့်မယ်အဲ့ဒါမှားလို့မရအောင်နော်ကျွန်တော်ဒီမှာဝါရှာကလစ်ဝါရှာအဲ့လိုမျိုးလာတဲ့ဟာကိုကလစ်ဝါရှာအဲ့လိုထည့်လို့မရအောင်နော်ထည့်လို့ရှိရင်ကြာထည့်လို့ရမှာထည့်လို့ကိုမရတာဒီဟာမှားလို့မရအောင်နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဝါရှာကလစ်ဝါရှာဆိုပြီးမှလာမယ်နော်ပြီးလို့ရှိရင်ဒီမှာအပေါ်ကဟာကြာလို့ကျွန်တော်ဝါရှာထည့်တယ်ဒီ spocket ဆာမှာဆိုလို့ရှိရင်ကလီယာနှစ်ခုဝါရှာလိတ်ခုပါမယ်ဒီမှာဆိုလို့ရှိရင်ဝါရှာပြအထူပြီးလို့ရှိရင် spocket ဖျားနဲ့ထည့်ပြီးမှကျွန်တော်ဝါရှာပြအဲ့ဒါပလေးဟာနော်ကျွန်တော်gear pin ကိုအရင်ထည့်မယ်ဒီမှာလဲ push ပလေး push ပါတယ်နော်တခုမှားလို့gear မောင်းထိပ်ပုံထင်းနေရမှားလို့မရအောင်နော်ဒီဗီဒီယိုလေးကိုmake sure ဒီမှာတေချာလေးကြည့်ထားနော်ကျွန်တော်တို့ဒီမှာပြောင်းပြထည့်လို့ရှိရင်gear ငေါက်လို့ချိတ်လို့ရမှာမဟုတ်ဘူးပြီးလို့ရှိရင်ကျွန်တော်တို့ washer ပြထည့်မယ်အဲ့ဆိုပြီးပြီဒီ spocket ဆာမှာဆိုလို့ရှိရင်ဒီ spocket ဆာမှာကျတော့washer ကလီ washer ဆိုပြီးမှလာရင်နော်ဒီဟာပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကလပ်အုံထည့်ရဟာကျွန်တော်တို့ဒီမှာထည့်ပြမယ်နော်ဒီကလပ်ရှာဆိုလို့ရှိရင်ဒီကလပ်ရှာဆိုလို့ရှိရင်ဒီကလပ်ကိုဖျားဆိုလို့ရှိရင်ကျွန်တော်ပီနီယာတကူကအတီဖြစ်တယ်နော်အသေးပဲဒီဟာဖြုတ်လို့လည်းမရဘူးတကယ်လို့ဒီဟာခြောင်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီစတကူလုံးကိုလှည့်ရမယ်ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်ဝါရှာကိုအရင်ထည့်မယ်ပြီးလို့ရှိရင်ကလစ်ထည့်မယ်နော်ဝါရှာကလစ်ဝါရှာဆိုမဲ့ဒီဟာလည်းအတူတူပဲပီနီယာနှစ်ခုအရင်ထည့်ပြီးမှပြီးလို့ရှိရင်ကျွန်တော်ဝါရှာထည့်မယ်ပြီးလို့ရှိရင်ကလစ်ထည့်မယ်ပြီးလို့ရှိရင်gearပီနီယာကိုအရင်ထည့်မယ်ဒီgear 3နေရာမှာဆိုလို့ရှိရင်ဒီမှာgearပီနီယာကိုအရင်ထည့်ပြီးမှကျွန်တော်ကလစ်ထည့်မယ်နော်ဒီကလစ်ထည့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဝါရှာကိုပြန်ထည့်မယ်တူlineနဲ့တူရှိရเนาะဒီမှာဒီနေရာကလစ်ထည့်ရမယ့်နေရာပြီးဝါရှာထည့်မယ်ဒီဝါရှာဒီ spocket ဖျားဟာနည်းနည်းကြီးတယ်เนาะဒီ cloud ဖျားဟာနည်းနည်းတဲတယ်မှားလို့မရဘူးပြီးလို့ရှိရင်ပီနီယာထည့်မယ်ဒီလောက်ပါပဲဒီမှာဆိုလို့ရှိရင်ကျွန်တော်ကလစ်ဝါရှာကလစ်ဝါရှာဆိုပြီးမှလာတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာတေချာလေးရေးထားပေးเนาะgear 1ဆိုလို့ရှိရင်ဘယ်နဲ့တော့gear 2ဆိုရင်ဘလောက်gear 3ဆိုရင်ဘလောက် gear 4ဆိုလို့ရှိရင်ဘလောက်တော့ပါတယ်လဲဆိုတော့ကျွန်တော်တို့တေချာလေးရေးထားပေးလိုက်တယ်เนาะ